ဒီနေ့ကတီအန်ဖန်နာကဒီကွန်နိုင်တိုင်းနားမှာရှိတဲ့ဖျားလေးကိုသွားမယ်ပေါ့နော်ဒါတော့ကိုစထွက်လာတာချိန်လန်းကတော့624တော့ရှိပြီဒါထောက်ကျန်ပြည်လမ်းပေါ်မှာပါရှင်းအောင်မှာဆိုတော့ထောက်ကျန်လမ်းဆုံးရှိတယ်ပေါ့နော်ဒါဆိုထောက်ကျန်လမ်းဆုံးရောက်ပြီပေါ့ရှင်းမှာဟိုဟာလေထောက်ကျန်စစ်တန်းချိုင်းရှိတယ်အဲ့စစ်တန်းချိုင်းဘေးမှာလမ်းသစ်ဆိုတာရှိတယ်ပေါ့နော်အဲ့လမ်းသစ်ကနေပြောတဲ့ခါဝင်မှာပေါ့ဟိုတစ်ခါတော့ဒီစစ်တန်းချိုင်းဘေးကနေဝင်နေဆိုတော့ခုတစ်ခါကတော့လမ်းသစ်ကနေပြီးတော့ဝင်မယ်နော်ဒါဆိုစစ်တန်းချိုင်းရောက်ပြီပေါ့နော်ထောက်ကျန်စစ်တန်းချိုင်းနဲ့ကျွန်တော်6လရဲ့နေရာနဲ့ဆိုလို့ရှိရင်တော့ခြေလမ်းက2000တော့ရှိရပေါ့ဒါမှတစ်ခါတော့ဟိုဘက်ထဲကနေပြီးတော့ဝင်လာခုကတော့ဒီဘက်ကနေပြီးတော့ဝင်မယ်ပေါ့ဒီဘက်ကနေပြီးတော့ဒီဘက်ချမ်းကနေလမ်းသက်ကနေဝင်မယ်ဒီကလေခြေလမ်းနဲ့ထားလိုက်ရတော့လေဟိုဟာပြတ်သားတွေကလေတက်မတင်းလာမခဏနားလိုက်ရှင်နားလိုက်လို့ရှိလို့ရှင်ပို့ဆိုးပါမှာအဲ့တော့လေမနာဘူးနားလို့ရှင်6လောက်ကခဏတောက်ပါပဲမယ်ပြန်ပြီးတော့ပြန် train ရပြန်ဆိုတော့ရှောက်တာရှင်းသားရအောင်လို့မနာပဲနဲ့ရှောက်ကမှာပေါ့နော်โอเคဒါတော့ထောက်ကျန်စစ်သိမ်းချိုင်းပေါ့နော်အဲ့ဆိုဆက်လျှောက်ပါမယ်ဟိုးရှင်မှာလေကားမှတ်တိုင်တွေ့လားအဲ့ကားမှတ်တိုင်မှာအဲ့ဒါလမ်းသစ်မှတ်တိုင်ပဲအဲ့လမ်းသစ်မှတ်တိုင်အနေဝင်မယ်နော်အခုโอเคဒါလမ်းသစ်လမ်းနဲ့ဝင်လာပြီပေါ့
ဒါ TM fan ကသူတို့ထပ်ပြီးခွဲရတဲ့အခွဲပေါ့နော် TM Made and Bakery ဆိုတာဒီမှာလဲစားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဟိုအရှိမရှိတဲ့ TM fan ကြီးကိုသွားမှာပါရှင်းနာဆိုရောက်တော့မယ်ရှင်းနာလေးတစ်ပြားဆိုရောက်တော့မယ်ခုချိန်မှာခြေလမ်းက4500နဲ့88ဖြစ်ပြီပေါ့နော်ဆိုတော့အရှိမဆိုတော့9000ပြည့်ပါတော့မယ်ဆိုတော့သွား9000ပြန်9000ဆိုရင်ခြေလမ်း1000ဖြစ်ပါတော့မယ်ဒါကလေ TM ကဟိုပါပေါ့နော်နော်မမြူရေးခြံပေါ့ဒီဘက်ကျွန်တော်ရဲ့ဒီညာဘက်ခြံကလေရှင်းနာကြရင်ပြပေးမယ်နော်သူတို့ခြံစည်းရိုးနှိမ်သွားတဲ့နေရာကြလို့ရှင်အထဲကိုရိုက်ပြပေးမယ်ရှင်းနာဆိုခြံစည်းရိုးနှိမ်သွားပြီလေအဲနာကြလို့ရှင်အထဲကိုရိုက်ပြလို့ရโอเคဒီမှာလေဒီမှာနွားတွေပါဒီမှာတွေ့လားနွားတွေတွေ့လားTM fan ကမွေးထားတဲ့နွားတွေပါโอเคကျွန်တော်ရှေ့ကိုဆက်လျှောက်မယ်ပေါ့နော်ဒီဘက်လေးလမ်းလျှောက်ကြတာစိတ်ချမ်းသာတယ်ဘာဖြစ်လို့ဆိုတော့လေကားကြီးတွေမရှိဘူးပေါ့နော်ဆိုင်ကယ်တို့စပိန်လောက်ပဲသွားတာမနေ့ကသွားတဲ့အဲ့ထောက်ကျန်ဟိုပါလေလောကဥယျာဉ်ဘက်ချမ်းကြတော့တအားစိတ်ရှုပ်ဖို့ကောင်းတာဆက်မလျှောက်တော့ပြန်အောင်လှည့်လာတယ်ပေါ့နော်ဘာလို့ဆိုတော့ကားကြီးတွေအရန်ဖြတ်လို့လေကားကြီးဖြတ်တော့ကိုရီးယားလမ်းလျှောက်တဲ့ခါကျတော့စိတ်ထဲမှာစိတ်မဖြစ်နေဘူးပေါ့နော်အဲ့လိုမျိုးလေးစိတ်ထဲမှာစိတ်လွတ်ကိုလွတ်ဖြစ်မနေဘူးစိတ်ဖြစ်မနေဘူးအားကြောင့်မို့သူကကားလမ်းကတော့ကားပဲသွားမှာဆိုတော့ကိုယ့်ကိုပဲဒီဘက်ချမ်းပဲလမ်းပြန်လျှောက်တယ်ပေါ့အားလေးဆိုအေဂျင့်တွေရောညဘက်ချမ်းမှာလည်း TM fan ဝင်းနဲ့ဒီဘက်ချမ်းမှာလည်းလဲဝင်းနေနဲ့သူကအေဂျင့်တွေကဟိုတစ်ခေါက်လာတော့ဒီ TM fan အကျော်လေးကတကွန်တိုင်းတရားစီကိုရောက်တယ်အခုတော့တကွန်တိုင်းတရားနေပြီးတော့ဆက်ကြော်ပြီးတော့လေအဲ့နားမှာဖျားတဆူရှိတယ်အဲ့ဖျားလေးစီသွားမယ်ပေါ့နော်ပြန်လဲ TM fan ကိုအချိန်ရရင်ဝင်ကြည့်အောင်မယ်ဟိုတစ်ခါပြောတဲ့ကိစ္စလေးကိုယ်စိတ်ထဲမှာအစွဲဖြစ်နေတဲ့ကိစ္စကိုဖျောက်ချင်လို့ပေါ့နော်ဒါ TM fan ဝင်ပေါက်လေးပါဟုတ်တယ်နေကိုအောင်လျှောက်လားဒါ TM fan
ဒါတကောနိုင်တရားလေးပေါ့အဲ့တော့မိုက်တယ်တက်သားတရားလေးရိုးရိုးရှင်းရှင်းလေးတက်သားတရားလေးရိုးရိုးရှင်းရှင်းလေးဘာမှလေအဲ့လိုထွေထူးမရှိဘူးဒါပေမဲ့နားလာတာစိတ်ထဲမှာပျော်တယ်ပေါ့နော်ဒီဘက်ချမ်းမှာတော့ तू ကဒီဘက်ချမ်းမှာကျတော့ဟိုဘေဓာရီနဲ့လေအမိုက်တွေနဲ့ပိတ်သွားပြီးဘေဓာရီနဲ့အမိုက်နဲ့ပိတ်ကုန်ပြီဒီမှာအကုန်လုံးဒီမှာအမိုက်တွေဒီမှာအမိုက်တွေနဲ့ဘေးရနဲ့အကုန်လုံးပိတ်ပြီးတော့ရေရဒီမှာတရားအောက်ခြေမှာရေစစ်ပြီးတော့ဒီဘက်ချမ်းကျရေအကြီးပဲထွက်လာတာပေါ့ဒီဘက်ကတရားကဒီဟာအမိုက်ကိုတရားတိုင်ကြီးမှာစစ်လိုက်တယ်လို့ဖြစ်သွားအဲ့ဒီဘက်ချမ်းဝန်းက ATM ဖန်ဝင်းပေါ့နော်ကောင်းတယ်မောပြည်နော်အေဂျန်လေးပဲဘယ်လောက်ရှိဘူးလဲ9000နဲ့315 9315ဆိုခြေလမ်းလည်းပြည့်တယ်ကလေးလေးကဲအပြန်ကို TN ဖန်ဝင်လာအောင်မယ်အခုတော့ဒီကနေလမ်းလျှောက်လိုက်အောင်မယ်အရှိမဖျားလေးတွေ့ရပြီပေါ့နော်အဲ့ဖျားလေးစီကိုလမ်းလျှောက်မလို့ကဲရောက်ပါပြီဒါကတော့ရှေးဟောင်းသမိုင်းဝင်မိုးကောင်းစေရီတော်မြတ်ကြီးလို့ပြောပါတယ်ဗျကဲဒါတော့တကွန်နိုင်တရားလေးရဲ့အကျော်ကရှေးအောင်သမိုင်းဝင်မိုးကောင်းစေရီတော်မြတ်ကြီးဖြစ်ပါတယ်ဗျာကဲခုဆိုရင်ကျွန်တော်ခြေလမ်းကလည်း9800နဲ့69ဖြစ်ပါပြီဆိုတော့ကျွန်တော်ဒီကနေပြီးတော့ပြန်ပြီး TN ဖန်ထဲကိုဝင်မယ်ပေါ့နော် TN ဖန်ထဲကိုဝင်ပါမယ်ဒီမှာလေဒီချောင်းလေးရဲ့ဘေးကိုကြည့်အေးချမ်းနေရောတွေ့လားချောင်းလေးဘေးကိုကြည့်အေးချမ်းနေရောတ
ဘေးနားမှာဆိုမှမြေကွက်လေးတွေလေလာပြီးပြင်နေကြတယ်လုံသမားတွေလာပြင်နေကြတယ်ဟိုးမှာဆိုလဲလေဟိုးမှာဆိုလဲလှေတစ်စီးနဲ့လေတွေ့လားလှေတစ်စီးနဲ့သူတို့အမှအပန်းဖြည့်တဲ့အိမ်လူမျိုးကြီးလောက်ထားတာပေါ့နော်တော်တော်သဘောကျတယ်အမှလေးတွေ့လားလှေလေးတစ်စီးနဲ့ဘေးနားမှာအဲ့လိုချောင်းလေးရှိတဲ့နေရာလေးဆိုလဲသဘောကျတယ်ပေါ့နော်ကိုလည်းအဲ့လိုမျိုးမြေခွက်လေးတွေလိုချင်တယ်ကဲအဲ့ဆိုတီယန်ဖန်ကိုဝင်ကြည့်မယ်နော်တီယန်ဖန်ကိုဘာလို့ကျွန်တော်ကလေအရင်တော့တယောက်တည်းဝင်တာလဲဆိုတော့ကျွန်တော်အရှိမကျွန်တော်ပြောပြခဲ့ပူးတယ်ပေါ့နော်ကျွန်တော်ရှောင်းပစ္စည်းနဲ့တိတ်ပြီးဓာတ်မတည့်တဲ့ကိစ္စမျိုးဖြစ်တယ်လို့ကိုယ့်ကိုခံစားမိလို့ပေါ့ဘာလို့အဲ့ရှောင်းပစ္စည်းရှိတဲ့နေရာမျိုးတွေဝင်နေသလိုရှိရင်ကျွန်တော်ကအဲ့လိုမျိုးခေါင်းတွေချက်ချင်းမူးလာတာဖျားတာအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ခုတစ်ခေါက်လည်းအဲ့လိုဖြစ်မလားဆိုတော့စမ်းကြည့်မယ်တကယ်လို့မဖြစ်ဘူးအမှမဖြစ်ဘူးဆိုလို့ရှင်တော့ကျွန်တော်စိတ်ထင်တာပေါ့နော်တိုက်ဆိုင်တာဖြစ်မှာပေါ့တိုက်ဆိုင်တာကလည်း3-4ခါဆိုတဲ့ခါကျတော့ကိုယ်လည်းနည်းစိုးရိမ်တာပေါ့နော်အရင်ရှေ့မှာမျိုးသားပြိုက်တွေပါတွေသွားတော့ခါကျတော့လည်းအဲ့လိုပဲဖျားတယ်နားတယ်သွားတဲ့ခေါက်တိုင်းဖြစ်တယ်ပေါ့မျိုးသားပြိုက်လိုက်ဆို3ခေါက်လောက်သွားတယ်3ခေါက်လုံးဖျားတယ်တီယန်ဖန်ကိုလည်းခုတစ်ခေါက်လာတယ်လာလည်းထဲကြတော့လည်းချက်ချင်းကိုလေမူးပြီးတော့လူကလုံးဝမထားနိုင်တော့ဘူးပေါ့နော်အဲ့လိုတွေဖြစ်တာအဲ့ဝင်ကနေပြန်ထွက်မှပြန်ကောင်းသွားအဲ့ခါကျတော့ရှေးအောင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ပဲကို့မှာအဲ့လိုမျိုးဓာတ်မတည့်တာမျိုးရှိလားပေါ့အဲ့လိုမျိုးစိတ်ထဲမှာထင်တာပေါ့အဲ့ဒါနဲ့ခုတစ်ခေါက်လာရဲဆိုလို့ရှိရင်တော့လို့2ယောက်ရှိမှပဲဝင်မယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားတာပေါ့နော်ဒါပေမဲ့ခုကျတော့လေဝင်ကြည့်မယ်ပေါ့နော်တယောက်တည်းလည်းဘာဖြစ်လဲဝင်ကြည့်မယ်ဝင်လို့မှအမှန်ဖြစ်မှုဆိုလဲကိုယ်စိတ်ထဲမှာဆွဲပြတ်သွားတာပေါ့အဲ့လိုဝင်ကြည့်မယ်ပေါ့နော်အဲ့ဆိုဝင်ကြည့်မယ်ရှေ့မှာဆိုရင်ဒီကုန်းတရာလေးစီပြန်ရောက်ပါပြီဒီကုန်းတရာလေးစီသွားမယ်ဒီကုန်းတရာလေးမှာဗီဒီယိုလေးပါလေးနည်းနည်းရအောင်မယ်နားလေးပဲကောင်းတယ်အေးချမ်းနေရောစိတ်ထဲမှာလည်းအမောပြေတယ်ကောင်းလိုက်တာရေတန်လေးနေလေရေတန်လေးနေဟိုဘက်ကကြားတယ်ငှက်တန်လေးနေတော်တော်မိုက်တယ်အမှငှက်လေးတူးနဲ့ပြောနေတဲ့တန်လေးတွေအောက်မှာစီးနေရေတန်လေးနဲ့တော်တော်ကြိုက်တယ်နေနားလေးကိုဒီမှာ TN fan ပေါ့နော်ဒီရှေ့မှာဒီမြင်တဲ့ဝင်းကဒါ TN fan ဝင်းမှာโอเคအဲ့ဒါကိုသွားကြည့်မယ်ခုသွားကြည့်မယ်ကွာသွားမယ်တယောက်ထဲလဲသွားမယ်